ဒီနေ့ကတော့ဈေးအရင်ကြီးတဲ့ခရမ်းချင်သီးဝယ်လာခဲ့တာပေါ့နော်ဝယ်စားဘူးခဲ့သမျှထဲမှာဆိုရင်တော့ဒီခရမ်းချင်သီးကဈေးအကြီးဆုံးပဲချစ်လိုက်အောင်ဒီပေါ်မှာရေးထားတာတော့ပေါ့နော်သူ့ကို red cherry လို့လည်းခေါ်ကြတယ်တစ်လုံးလောက်စားရင်ပေါ့နော်လုံးဝစိတ်ကိုပျော်ရွှင်မှုပေးစေတယ်ပေါ့နော်ဒါဆိုရင်တော့အရင်ဆုံးဆေးလိုက်ရအောင်ရန်ချင်ဒီမကြိုက်တဲ့သူအတွက်တော့ကြည့်ရတာတိတ်ပြီးတော့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အရသာလေချိုလေးဘက်သွားတာလုံးဝမချင်ပုံမှန်နဲ့ခရမ်းချင်ဒီနဲ့မတူတာထက်ချာအစားပေါ့နော်သူ့ရဲ့အသားကလေနူးညံ့တယ်လုံးဝမာတာမျိုးမဟုတ်ဘူးအပြန်နေကြည့်လိုက်ရင်တော့တင်းတင်းလေးလိုမျိုးပဲကိုက်လိုက်ရင်လုံးဝကိုပျော့ပြီးတော့လေအတွင်းထဲမှာအီလေးနဲ့အရေရွှမ်းနဲ့ချိုးတယ်မချင်ဘူးပုံမှန်ခရမ်းချင်သီးဆိုစိမ်းရွှင်နှမ်းရတာပေါ့နော်ဒီကောင်ကအဲ့လိုမဟုတ်အနက်မရှိပေါ့နော်ဒါကိုခရမ်းချင်သီးကြိုက်တဲ့လူအနေနဲ့အနက်မရှိဘူး